ဟာလေလုယာဘုရားရှင်ရောက်တိုင်းကောင်းချီးပေးပါစေ2025ခုနှစ်အခုစက်တင်ဘာလရဲ့နောက်ဆုံးတနင်္ဂနွေနေ့ရောက်သွားပြီเนาะဘုရားရှင်အတူပါရှိတယ်ဒီ2025ခုနှစ်ပြန်ကြည့်လိုက်တဲ့အခါကျွန်တော်တို့ရုန်းကန်မှုတွေခက်ခဲမှုတွေရှိပေမဲ့ဒီထဲမှာဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကအများကြီးတွေ့ရတာဖြစ်တယ်ဆိုတော့တချို့ညီကိုတွေပါဝင်လာတယ်တချို့ကြတော့သူတို့အချောင်းမျိုးနဲ့အဝေးရောက်သွားတယ်အဝေးရောက်တဲ့လူလည်းရှိတဲ့နေရာမှာဘုရားရှင်ကောင်းချီးပေးတယ်၊ကွဲကားပေးတယ်ဒီမှာရှိတဲ့လူလည်းဘုရားကောင်းချီးပေးတယ်၊ကွဲကားပေးတာဖြစ်တယ်ဒါကြောင့်အရေးကြီးတာကအဲ့ဒီအသက်ရှင်တဲ့ခုနသမီးသက်သေခံတယ်လို့ပေါ့အရေးကြီးတာအသက်ရှင်တဲ့ဘုရားနဲ့ကိုကတေးချနော်တေးချမျက်မှောက်ပြုပြီးတော့ဆက်လက်လျှောက်လန်းဖို့ဖြစ်တယ်နော်နိုင်ငံတော်အတွက်ဆက်လက်ပါဝင်ဖို့ဖြစ်တယ်ဆိုတာဒီသက်သေခံချက်ကြားရတဲ့အခါရန်ဝမ်းသာတယ်ပေါ့နော်ဟုတ်ပြီဆိုတော့ဒီနေ့ဥစားဟောလေပြီးခဲ့တဲ့ဘယ်အချိန်လဲဆရာလည်းမမိတော့ဘူးပေါ့နော်ဒန်ယေလအခန်းကြီး1တော့ပြီးသွားပြီဟုတ်ပြီနော်ဒါတော့ပြီးသွားပြီဒီနေ့ဒန်ယေလအခန်းကြီး1ထဲကအကြောင်းအရာတွေကိုကြည့်ပြီးတော့ခွန်အားယူဖို့ဖြစ်တယ်ခေါင်းစဉ်လေးတော့ပြီးထားပါတယ်နော်အဲ့ဒီခေါင်းစဉ်ကဘာလဲဆိုတော့ဘုရားသခင်ကတင့်ရဲ့အနာဂတ်တစ်ခုလုံးကိုထိန်းချုပ်ပိုင်ဆိုင်တယ်ဆိုတဲ့ဟာပေါ့နော်ဘုရားသခင်ကတင့်ရဲ့အနာဂတ်တစ်ခုလုံးကိုထိန်းချုပ်ပိုင်ဆိုင်တယ်ဒါကအခန်းကြီးနဲ့တေချာကြည့်တဲ့အခါအဲ့ဒီအကြောင်းအရာကိုအဓိကထားပြီးတော့ဒီနေ့ဝင်ကသွားမှာဖြစ်တယ်နော်ဟုတ်ပြီဆိုတော့ဒီအခန်းကြီးနဲ့ထည့်ရပါတော့ဒီကျမ်းပိုက်လေးပေါ့ဒန်ယေလအခန်းကြီး28သူဖတ်ရအောင်1 2 3နဲ့နေသောအရာတို့ကိုဖွင့်ပြ၍နောက်ကာလ၌ဖြစ်လက်တန်သောအရာတို့ကိုနေဗုခဒ်နေဇာမင်းကြီးအားကြားပြောတော်မူသောဘုရားသခင်တဆူသည်ကောင်းကင်ဘုံမှာရှိတော်မူ၏ကဲဆုတောင်းစကားကြပါစို့မိတ္တတော်ရှင်အဖားဒီမနဲ့တွေ့ကျေးဇူးတင်တယ်ကိုတော်ဒီအလွန်ကောင်းမြတ်တော်ဖယားတကူကြီးတော်ဖယားမေတ္တာအရှင်ဖယားဖြစ်တော်ကြောင့်ကျေးဇူးတင်တယ်တီဆူချင်းမတော်တဲ့တေးတချင်းဒီပါဝင်လူဒန်းချင်းဒီတတ်သိခံချင်းဒီအတွက်ကျေးဇူးတင်တယ်ခုနှုတ်ကပတ်တော်အဖြစ်ဆက်လက်၍ဝိညာဉ်တော်ဖယားစကားပြောတော်မူပါဒီဒန်ယေလအသက်တာအပြင်ဘုန်းတော်ထင်ရှားစေပါကျွန်တော်တို့ရဲ့အနာဂတ်ကိုပိုင်ဆိုင်တော်ဖယားဖြစ်ကြောင်းကိုသိမှစေတော်မူပါဒါကြောင့်မျော်လင့်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းနဲ့ပြီးဝတော့သားသမီးမြတ်ဖြစ်ဖို့ရန်အထူးမှစလက်ပို့ဆောင်ကောင်းချီးပေးပါမြတ်ကြောင်းယေရှုခရစ်တော်ဘုရားနာမတော်မြတ်နဲ့ဆုတောင်းစကားကြပါ၏အာမင်ဟုတ်ပြီဒီဒန်ယေလကျမ်းနဲ့ပတ်သက်ပြီးတော့လေ့လာတဲ့အခါဒီအခန်းကြီး1ဆွေးနွေးတော့ပြောသလိုပေါ့နော်အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေအများကြီးပါတယ်ဆိုတော့ဒီဒန်ယေလအခန်းကြီးဒန်ယေလပေါ့နော်ဒီအနာဂတ်ကျမ်းကာလကဘယ်အချိန်လောက်ဆိုလဲဆိုရင်930 BC ဆိုတော့ခရစ်တော်မပေါ်ထွန်းမီနှစ်ပေါင်း930ခက်တုန်းကအကြောင်းအရာတွေဖြစ်တယ်နော်အကြောင်းအရာတွေဖြစ်တော့နောက်ခံသမိုင်းပြန်ကြည့်တဲ့အခါဘာတွေ့ရလဲဆိုတော့ဒီမောရှေတို့အားဖြင့်ပေါ့နော်ယောရှုတို့အားဖြင့်အခြေချတဲ့ကာနန်ပြည်မှာအခြေချတဲ့ဣသရေလနိုင်ငံကဖယားရဲ့စကားကိုနားမထောင်တဲ့အခါဖယားကသူတို့ကိုရိုက်တယ်နော်နာလေးရိုက်တယ်ပေါ့နော်နာလေးရိုက်တော့အဲ့ဒီရန်ခတ်တာကဘယ်လောက်အထိကြီးမှလဲဆိုတော့နှစ်ပေါင်း80တိတခြားနိုင်ငံမှာကျွန်အနေနဲ့ရောက်သွားတယ်ကျွန်တော်တို့3-4နှစ်ကြာတဲ့အခါကိုတော့မလွယ်ဘူးပြောတယ်နေဦးနောက်ထပ်လာနိုင်တယ်ပေါ့နော်နှစ်ပေါင်း80ဟုတ်ပြီဆိုတော့အဲ့ဒီမှာတစ်ချက်ရှိတာကဘာလဲဆိုတော့ဖယားရှင်လုပ်တဲ့အခါအကောင်းဆုံးဖြစ်တယ်ဆိုတာကိုအံ့ဩဖွယ်တွေ့ရတယ်သူတို့ရဲ့ဣသရေလလူမျိုးရဲ့တမိုင်းကြောင်းပြန်ကြည့်တဲ့အခါဟိုတုန်းကပေါ့နော်အဲ့ဒီဘာဘူးလုံနိုင်ငံမှာကျွန်အနေနဲ့မရောက်ခင်အဲ့ဒီဟိုဘက်ကာလမှာဆိုသူတို့မကြာခဏရုပ်တုစိတ်ကိုးကွယ်ခြင်းပေါ့နော်ရုပ်တုတွေလုပ်တယ်ကိုးကွယ်တယ်အဲ့ဒီကိစ္စမှာမကြာခဏကြသွားတယ်ဒါပေမဲ့ကောင်းချီးမိန်လာပါလဲဆိုတော့ခဏနာလေးဖယားရှင်ကဆုံးမလိုက်တဲ့အခါဒီကိစ္စတော့သူတို့လုံးဝအပြတ်အောင်မြင်သွားတယ်လုံးဝရုပ်တုစင်းသူတို့ဆွဲလန်းမနေတော့ဘူးအသက်ရှင်တဲ့ဖယားပဲငါတို့ကူးကွယ်မယ်ဆိုတဲ့သူတို့အသက်တာလုံးဝပြောင်းလဲသွားတယ်
ဟာလေလုယာကျွန်တော်တို့သားသမီးတွေဆုံးမဖို့လိုအပ်တယ်မိဘစကားနားမထောင်တဲ့အခါမလှုပ်မလှုပ်ထိုက်တဲ့အရာတွေကိုလှုပ်မိတဲ့အခါမကောင်းတာလှုပ်မိတဲ့အခါကျွန်တော်တို့ဆုံးမရတယ်ဒါဆုံးမတဲ့အခါဒီကလေးကိုကမိဘဒေါသထွက်လို့တက်ရိုက်တာဆိုတော့မဟုတ်သေးဘူးပေါ့ဒါမဲ့ကိုကမိဘကကိုသားသမီးကောင်းဖို့ရန်သူလှုပ်တာမကောင်းဘူးသူအခုစဉ်းစားတာမကောင်းဘူးဆိုပြီးတော့ကျွန်တော်ဆုံးမရတယ်အဲ့လိုဆုံးမခြင်းနာခံတဲ့ကလေးကပုံမှန်နဲ့နော်တုံးတန်ကြခန်းချင်းနဲ့7နှစ်ထဲမှာဘယ်လိုပြောလို့အဲ့ဒီငယ်ကလေးကကောင်းကောင်းဆုံးမတယ်ဆိုသူအသက်ကြီးတဲ့အထိအဲ့ဒီလမ်းနေမလွဲတော့ဘူးတဲ့ဟာလေလုယာအဲ့ဒါကိစ္စကဒီဒါညလထဲမှာတွေ့ရတယ်ဟုတ်ပြီဆိုတော့930 BC ကာလတုန်းကကိစ္စဖြစ်တယ်ပထမကတော့သူတို့ဘာဘလုနိုင်ငံဂျွန်အနေနဲ့ရောက်တယ်ဒါညလရဲ့သူ့ရဲ့တငယ်ချင်း3ယောက်အားလုံး4ယောက်ပေါ့နော်သူတို့အမည်နာမတွေကိုမှတ်မိသေးလားမသိဘူးပထမဘယ်သူလဲဒေနီယယ်ပေါ့နော်ဒါညလဒုတိယကဘယ်သူလဲဟာနာနီယပေါ့နော်တတိယကဘယ်သူလဲမိရှာအဲလ်နော်စတုဒ္ဒဘယ်သူလဲအာဇရိယာပေါ့နော်ဟုတ်တယ်ဒီ4ယောက်ကျွန်တော်တို့ကရှာဒရက်မရှက်ကဘက်နဲ့ကိုဒါတော့မပြောနဲ့တော့တော်ပြီနော်သူတို့ဘာဘလုန်ဒီထည့်ပေးတဲ့သူတွေအမည်နာမပဲကျွန်တော်မှတ်မိပြီးတော့ရှာဒရက်မရှက်ကဘက်နဲ့ကိုဆိုတာထက်ခုနဟာနာနီယာမိရှာအဲလ်အာဇရိယာအဲ့လိုပြောရမယ်နော်ကျွန်တော်တို့ရဲ့သူ့ခေါ်ပုံစံပြောင်းဖို့ပြောချင်တယ်ဟုတ်ပြီဆိုတော့အဲ့ဒီပထမ1 chapter အခန်းကြီး1ထဲမှာသူတို့ကဖယားမျက်နှာရှာတော့ငယ်ငယ်တုန်းကမိဘရဲ့တုံတင်မှုထဲမှာညဉ့်ညမ်းတော့အစာမစားရဖယားစကားနားထောင်ရမယ်ဆိုတာသိတော့ရှင်ဘရင်ကျွေးတဲ့အစာကိုလုံးဝမစားဘူး10 ရက်နဲ့စမ်းခံလိုက်တယ်10 ရက်ကြည့်တယ်ရှင်ဘရင်ရဲ့အရက်ဒီမတန့်ရှင်းတော့အစာတောက်တွေစားတောက်တဲ့ကြံတဲ့တငယ်ချင်းတွေတဲ့ဒီ4ယောက်ကပို့ပြီးတော့အဆ10ဆလောက်ပူတော်တယ်တဲ့အဲ့လောက်ထိဖယားချီးမြှောက်တာဖြစ်တယ်။ဒါကြောင့်ဖယားမျက်နာရှာတော့သူတော့ဖယားအလဟတာအချီးနေမဖြစ်စေဘူးဆိုတာရှင်းတယ်နော်။ကဲဒါပထမအခုအခန်းကြီးနှစ်ထဲကြည့်တဲ့အခါအထူးသဖြင့်ပေါ့နော်သူချုပ်ပြောမယ်ဆိုရင်ရှင်ဘရင်ကြီးကအိမ်မက်ပဲတယ်။အိမ်မက်တာကဘာဖြစ်လို့မဲ့လဲဆိုတော့သူကနောင်မှာဘယ်လိုဖြစ်လာမလဲဆိုတာ तू စဉ်းစားရင်းနဲ့ကရင်ပေါ်မှာလဲရင်းနဲ့စဉ်းစားတဲ့အခါ तू အိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အခါကဲထူးခြားတဲ့တုံလှုပ်เสียကောင်းတဲ့အိမ်မက်ကြီးမက်သွားတယ်မက်သွားတော့ तू ကအိမ်ကနေထတဲ့အခါတော်တော်ကြောက်တယ်ပူပန်တော့သွားတယ်ဒါပေမဲ့ခက်တာငါအိမ်မက်ကဘာလဲဆိုတော့ तू မိတ်သွားတယ်မက်တော့ကတော့ तूတော်တော်လေးကိုတုံလို့တယ်ဒါပေမဲ့နိုးတဲ့အခါအိမ်မက်ကဘာဆိုတာ तू မသိတော့နံပါတ်1ဘာအိမ်မက်လဲဆိုတာ तू မသိဘူးဒုတိယကဘာဖြစ်လို့ဒီအိမ်မက်ကြီးမက်လဲဘာအဓိပ္ပာယ်ရှိလဲဆိုအဲ့ဒီနှစ်ချက်ကရှင်ဘုရင်နေဗုခါနေဇာဘုရင်တော့အရာအရေးကြီးတဲ့အခါသူ့ရဲ့ပညာရှင်တွေခေါ်တယ်ကဲမင်းတို့ပေါ့နော်နေခဘေးရင်ဆရာဒီအမျိုးမျိုးပေါ့နော်နတ်ဝိဇာဆရာတွေဆရာဒီဆရာပညာရှင်တွေခေါ်တယ်ငါမှအိမ်မက်မက်တယ်အဲ့ဒီအိမ်မက်တော့ဒီအိမ်မက်ဘာလဲဆိုတာအရင်ပြောနံပါတ်1နံပါတ်2ကြတော့အိမ်မက်ရဲ့အဓိပ္ပာယ်ဘာလဲဆိုတာပြောလိုက်တဲ့အခါကိုတော့တက်တော်ရကြော်ရှိပါစေပေါ့နော်အိမ်မက်ကြောင်ပြောပါကျွန်တော်တို့ချက်အဖြစ်ပေးမယ်အိမ်မက်ရဲ့လက္ခဏာပေါ့နော်အ내တိပဲဖွင့်ပေးပါမယ်လို့ပြောတယ်အေးမင်းတို့ငါ့ကိုဟိုစားပေါ့နော်ညာနဲ့မလုံနဲ့မင်းတို့ဒီငါရဲ့အိမ်မက်ကိုမပြောနိုင်ဘူးဆိုရင်မင်းတို့ကငါတန်ခတ်တော့မယ်ပေါ့နော်တူနဲ့ဆိုကိုရောရှင်ဘရင်ကြီးကအိမ်မက်ဘာလဲဆိုတော့မပြောဘဲနဲ့ကျွန်တော်ဘယ်လိုလုပ်နိုင်မလဲဒါလူသားတွေရဲ့လက်ထဲမှာမရှိဘူးလူသားတွေကမစွမ်းဆောင်နိုင်ဘူးဖျားပဲလုံနိုင်တဲ့အရာပါလို့မင်းတို့ငါကဲမင်းတို့တတ်တော့မယ်ဆိုပြီးအမိန့်ထုတ်လိုက်တယ်အဲ့ဒီအချီနီကြားကပေါ့နော်အဲ့လိုဖြစ်လာတဲ့အခါပေါ့နော်အဲ့လိုဖြစ်လာတဲ့အချိန်မှာအဲ့ဒီအဖွဲ့ပညာရှင်အဖွဲ့ထဲမှာအခန်းကြီးတစ်ထက်ပညာရှင်4ယောက်လည်းပါသွားတယ်သူတို့ကိုလည်းတိုက်ရမယ်ပေါ့အဲ့ဒါနဲ့ဒီအမိန့်ကြီးစာကင်ပြီးတော့အာရီယုတ်ဆိုတဲ့ရှင်ဘုရင်ရဲ့အစီကံကြီးရောက်လာတဲ့အခါဘယ်လိုဖြစ်သွားတာလဲလို့မေးတဲ့အခါရှင်ဘုရင်ကြီးကအိမ်မက်တယ်
ဘာလဲဆိုတာ तू မသိဘူးတဲ့နောက်အိမ်မက်ရဲ့နဲ့ဒိတ်ပဲလဲ तू သိချင်းတယ်အဖြီပေးနိုင်လို့အဖြီပေးနိုင်တဲ့လူမရှိလို့အခုအကုန်တတ်ပါဆိုတဲ့အမိန့်နဲ့ငါလာတာဟာခဏလေးနေဦးဆိုပြီးတော့ तू တောင်းပန်ပြီးတော့ရှင်ပြန်သွားတွေးလိုက်တယ်အချိန်ခဏပေးပါဆိုပြီးတော့ပြန်လာတဲ့အခါသူတို့4ယောက်ကတခါတည်းဆုတောင်းလိုက်တယ်တဲ့ဆုတောင်းလိုက်တဲ့အခါဘယ်လောက်ကြာလဲတော့မသိဘူးဒါပေမဲ့ညရောက်တဲ့အခါဖယားရှင်ကအိမ်မက်ရတဲ့ပဲပြီးတယ်ဟာလေလုယာဖယားရှင်ကလေလူတွေမသိနိုင်တဲ့အရာကိုသူအကုန်လုံးသိတယ်ဒါကြောင့်ဒီမနေ့မှာကျွန်တော်ဒီမှာထိုင်နေတဲ့အချိန်မှာတချို့ကြတော့ဟိုးအိမ်ကဟိုကိစ္စဘယ်လိုလဲပေါ့နော်ငါမီးပိတ်ရဲ့လားမီးကလာလိုက်ပြက်လိုက်ဆိုတော့လေအိမ်ကလာတော့မီးရမလာဘူးဒါပေမဲ့ဖွင့်ပြီးသားဆိုဘယ်လိုဖြစ်မလဲမစိုးရိမ်ပါနဲ့လို့နော်ကျွန်တော်တို့ရဲ့တာဝန်တွေဖယားကိုလုံးဝယုံကြည်ကိုးစားပြီးတော့စိတ်အေးချမ်းစွာနေဖို့ဒါကောင်းတယ်ပေါ့နော်ကဲဟုတ်ပြီဆိုတော့အဓိကတော့အနာဂတ်မှာဘာဖြစ်မလဲဆိုတာသူကပူပန်တဲ့အခါကျွန်တော်တို့ဖယားအဖြစ်ပေးတာဖြစ်တဲ့ဒါကြောင့်သင်ရဲ့ဘဝဘယ်လိုဖြစ်လာမလဲဆိုတာသင်မသိဘူးဆရာလည်းမသိဘူးဒါပေမဲ့ဖယားရှင်အကုန်လုံးပိုင်ဆိုင်ပြီးတော့ထိန်းချုပ်ထားတယ်ဆိုတာသိတဲ့အခါနော်ဒီမှာငြိမ်သက်ခြင်းရတယ်နော်ပူပန်တော့ပူပန်တတ်တယ်ဒါပေမဲ့အေးချမ်းနဲ့ကျွန်တော်အတ္တကဖယားနဲ့နီးစပ်သွားတာဖြစ်တယ်အဲ့ဒါဖြစ်တယ်နော်ဒီအကြောင်းဆိုတော့ပထမအနေနဲ့ဗာပြောချင်လဲဆိုတော့လူရဲ့သဘောတဘာဝကကိုယ့်ရဲ့အနာဂတ်ဘယ်လိုဖြစ်လာမလဲဆိုတာလူကသိချင်တယ်ဖယားကလည်းကိုသိချင်တာနဲ့အစိုးမတက်ဖယားလည်းအဖြေပေးတဲ့ဖယားဖြစ်တယ်ဆိုတာပထမချက်ပေါ့နော်ဒါကိုအခုဆွေးနွေးဖို့ဖြစ်တယ်ခုနပြောသလိုပေါ့နော်ဘယင်ကြီးဒီတေချာကြည့်တဲ့အခါဘာတွေ့ရလဲဆိုတော့ဒီနေရာအခန်းကြီးတိကြည့်တဲ့အခါပေါ့နော်အခန်းကြီးနဲ့အစပေါ့သူရှင်ဘုရင်နေဘုခဒ်နေဇာရှင်ဘုရင်လှုပ်တဲ့ဒုတိယမြောက်နေ့မှာတဲ့နော်ဒါပထမနောက်အတ္တဝတ္ထုပေါ့နော်အစ္စာဝတ္ထုမှာကြည့်လိုက်တဲ့အခါဘာတွေ့ရလဲဆိုတော့အစ္စာထဲမှာဘာရှိလဲဆိုတော့သူကအဲ့ဒီရှင်ဘုရင်လှုပ်တဲ့လူကဘာတူလဲဆိုတော့အစ္စာအာဟာရှူရာစ်ပေါ့နော်ဆာဆက်ဘုရင်လို့လဲခေါ်တယ်အာဟာရှူရာစ်ကသူကနန်းဆန်ပြီးတော့တဲ့နော်နန်းဆန်ပြီးတော့တတိယမြောက်တဲ့နှစ်မှာတဲ့3နှစ်တဲ့နော်အဲ့ဒီအချိန်မှာသူကက်ကြီးမှတဲ့ပွဲကြီးလုပ်ပြီးတော့6လလုံးပွဲကျင်းပါတယ်နော်ပြီးတော့အဲ့ဒီ6လပွဲပြီးတဲ့အခါသူ့ရဲ့လူကြီးတွေမိုးအမတ်တွေနောက်စစ်တရေတွေနော်ခေါင်းဆောင်ကြီးတွေခေါ်တဲ့ပွဲ6လလုံးလုပ်ပြီးတဲ့သူတို့ပြန်သွားတယ်နောက်ရှင်ဘုရင်စူးစံတဲ့ဒီစူဇာမြို့မှာမြို့ပေါ်မှာရှိတဲ့လူကလည်းဥပမာရန်ကုန်မှာရှိတော့ဒီလူအားလုံးပေါ့နော်ဟိုမှာတော့စူဇာမြို့တဲ့နော်ဥပမာနေပြည်တော်မှာရှိတော့လူအားလုံးအဲ့လိုသူတတ်ခေါ်ပြီးတော့အဲ့ဒီတမြို့လုံးကပွဲနှစ်ပတ်လောက်ချင်းပါတယ်နော်အဲ့ဒီမှာဆိုရင်အမျိုးစုံလှုပ်လိုက်တယ်နော်အမျိုးစုံဆိုတော့စားစရာတောက်စရာကိုကြိုက်တာကိုဘာမှမတားစီမရှိကိုနိုင်ပြီးတော့စားကြုံပဲတောက်ယုံပဲနော်ကိုကြိုက်တာရွေးဖို့အဲ့လောက်ထိလှုပ်တာရှင်ဘုရင်ထီးနန်းယူပြီးတော့3နှစ်မြောက်တဲ့နေ့မှာကြီးမားတော့ပွဲလှုပ်တာဖြစ်တယ်အခုနေဘုခဒ်နေဇာကြတော့နော်နှစ်ပေါ့နော်နားဆန်တဲ့နှစ်နှစ်နဲ့အဲ့ဒီမှာဒီဘာလဲဖယားရှင်ရဲ့ပေးတဲ့အိမ်မဲ့သူရသွားတာဖြစ်တယ်အဲ့ဒါကြောင့်ကြည့်တဲ့အခါလေအမျိုးတော့ဖယားလှုပ်တာကိုကျွန်တော်တို့ပုံသေးကားချက်နဲ့လှုပ်မရဘူးဒါပေမဲ့ဖယားရှင်လှုပ်တဲ့အခါအများအားဖြင့်ပေါ့နော်စောင့်ခိုင်းတဲ့အချိန်လည်းရှိပါတယ်နော်ခုနသမီးတက်သိခံတယ်ချွတ်ချင်းကြီးတော့အဆင်မပြေဘူးတဲ့ဒါပေမဲ့စက်တိုက်စောင့်တဲ့အခါအဆင်ပြေတယ်တဲ့နော်ဒါအချိန်လည်းရှိတယ်ဒါပေမဲ့တချို့ကြတော့အဲ့လိုမဟုတ်ဘူးစောစီးစီးနဲ့တခါတည်းနဲ့ဖယားရှင်ကောင်းချီးရတာရှိတယ်နော်ဒါကြောင့်ကျွန်တော်တို့လူကတော့နော်ကိုကပုံတင်နီးနဲ့ဖယားကိုချင်းကပ်ခြင်းတယ်ဒါပေမဲ့ခက်တာတင့်ရဲ့ပုံတင်နီးကဖယားတုံးတာမဟုတ်ဘူးသူ့ရဲ့ပုံတင်နီးနဲ့တင့်အသက်တာတုံးတာဖြစ်တယ်ဟိုလူကဒီလူဆိုတော့ငါလည်းဒီလူသွားမလုပ်နဲ့ဟိုလူကဒီလူဆိုတော့ခမရအတွက်အမျိုးဖြစ်နိုင်တယ်နော်
လူတွေကဖယားကိုချင်းကပ်တဲ့အခါဖယားအကြောင်းတိပိုတိကျင်တဲ့အခါအဲ့လိုပုံသေးနီးနဲ့ဖယားကိုချင်းကပ်တတ်တယ်အဲ့ဒီပုံသေးနီးကတော့ sorry နော်ကိုပုံသေးနီးကဘာဖြစ်ရမလဲသူ့ကိုပဲအားကိုဖို့ဖြစ်တယ်ဒါအမှန်ဆုံးပုံသေးနီးမမားနိုင်တဲ့ပုံသေးနီးကကျွန်တော်ဒီကျမတွေဖယားကိုပဲအားကိုပါတယ်အလိုတော်ဝန်ခံတယ်ဆိုတော့ပုံသေးနီးဆိုအမှန်တရားမှတရားအပြည့်အဝဖြစ်လာတယ်ပေါ့နော်ဟုတ်ပြီဆိုတော့လူတွေကသူ့အနာဂတ်ကိုသိချင်တယ်အဲ့ဒါကြောင့်အမျိုးမျိုးပညာရှင်တွေပေါ့နော်ကျွန်တော်လက္ခဏာဆရာတွေကြည်တယ်ပါတယ်ဘေးရင်တွေတွက်ချက်တယ်ပေါ့အမျိုးမျိုးဂိမ်းကရန်တွေတွက်ချက်တာပေါ့နော်ဒါမျိုးရှိတတ်တယ်ကျွန်တော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့တော့ဒီချီဆောင်ချင်းနဲ့ပတ်သက်တဲ့အဲ့ဒီပြောနေတဲ့အရာတွေပေါ့နော်ကျွန်တော်တို့ဆွေးနွေးသွားတယ်အခုထိတော့ rapture ချီဆောင်ချင်းမရောက်သေးဘူးဒါပေမဲ့စိတ်ထဲမှာမရောက်တော့ဘူးလို့သွားမထင်နဲ့နော်သူ့အချိန်နဲ့သူလုပ်ပါခုနလူတွေကပုံသိနေနဲ့တွက်လိုက်တဲ့ခါဒါဖြစ်နိုင်တယ်ဟိုဘယ်နေ့ဘယ်ရက်24ရက်နေ့ချီဆောင်ချင်းရောက်နိုင်တယ်လို့ပြောတယ်ဒါလူရဲ့ပုံသိနေနဲ့တွက်လိုက်တော့လွဲသွားပြီယေရှုခရစ်တော်ဘာပြောလဲငါကိုယ်တိုင်မသိဘူးခမဲတော်ပဲသိတယ်တဲ့အတူလူသားအနေနဲ့လောကကြွဆင်းတဲ့အချိန်မှာ तू ကဖယားဇာတိကိုမတုံးပဲနဲ့လူဇာတိအနေနဲ့ तू ယေရှုအနေနဲ့ရှိနေတဲ့အချိန်မှာဒီဒုတိယချိန်ကြွလာမယ့်ကိစ္စငါလည်းမသိဘူးလို့ပြောလိုက်တော့ကြည်ကျင်နဲ့တဲ့အဲ့ဒါလက်ခံတာအကောင်းဆုံးဖြစ်တယ်ဒါပေမဲ့တန်ရှင်းသူများချီဆောင်ခြင်းတော့ဧကံမှာလာမယ်နောက်ဆုံးတော့ကာလတော့အခုဒီကာလမှာရောက်နေပြီဆိုတာတော့တရားမှာတရားခံယူဖို့ဖြစ်တယ်ဆိုတာလည်းပြောချင်တယ်ဟုတ်ပါပြီဆိုတော့လူတွေကသိချင်တယ်ဒါပေမဲ့လူလက်ထဲမှာမရှိဘူးเนาะဘေးရင်ဒီတွက်ချက်တယ်ဟိုလူနဲ့သွားတွေးလိုက်ဒီလူနဲ့သွားတွေးလိုက်စုတောင်းလိုက်အိုးအမျိုးမျိုးเนาะကျွန်တော်တို့ prophet ပြုတယ်ဆိုတာကတကယ်ကြတော့ဖယားရှင်ကဓမ္မဟောင်းခက်တော့ဆိုရင်ဖယားကဖော်ပြတဲ့အခါဖော်ပြတဲ့အတိုင်းဒီ prophet တွေကသူတို့ prophet ပြုတာဖြစ်တယ်ဒါကြောင့်တရားမှတရားမှန်တယ်เนาะတရားမှာ90ရာခိုင်နှုန်းပဲမှနဲ့10ရာခိုင်နှုန်းမှားတယ်ဆိုတာမဟုတ်သေးဘူးเนาะဒါဓမ္မအောင်ခက်တော့ဓမ္မတိခက်ကြတော့အဲ့ဒါကြောင့် sorry ဓမ္မအောင်ခက်တော့ prophet ပြောတာဖျားပြောတဲ့အတွက်ကြောင့်အဲ့ဒီအတိုင်းတရားမှာတရားနာခံဖို့ဖြစ်တယ်เนาะအကြံပေးတာเนาะဟိုဒီလိုလုပ်ရင်မကောင်းဘူးလားဆက်ပြန်ဆွေးနွေးတာဒီမရှိဖျားဒီတိုင်းဆိုလုပ်ရတယ်เนาะဓမ္မတိခက်ကြတော့ရှိတယ်เนาะရှိတယ်ဒါပေမဲ့ဒီဓမ္မတိခက်ရဲ့ prophecy ပုံစံကပါလဲဆိုတော့ဖျားဖော်ပြတာကိုသူတို့ဖော်ပြမယ်ပြောမယ်ဖျားဒီလူပြောတယ်ဒါသူ့တာဝန်ဒါကြောင့်မင်းဒီလိုလို့စားတာတော့ sorry အဲ့ဒီပိုင်းမှာပါလို့ရှင်တော့တတိထားဖို့ဖြစ်တယ်ဖျားဖော်ပြတဲ့အရာပဲတင်ဖော်ပြဖို့ဖြစ်တယ်ဖျားဖော်ပြတယ်ဆိုဒါပေမဲ့တင်တာဝန်ကဒါကြောင့်ဒီလူလို့ပါလားဆိုတော့အကြံပေးဖို့ပိုင်းတော့မဟုတ်တော့နော်ဒါပဲဟိုလူမေးလို့ရှင်ကျွန်တော်လည်းမသိဘူးဖျားဒါပဲဖော်ပြတယ်လို့နော်ဒါပေမဲ့ပေါ့နော်ကာယကံရှင်နဲ့ဆွေးနွေးပေါ့နော်ခမရပဲဆုတောင်းပါဆိုပြီးတော့ပြောဖို့ဖြစ်တယ်ဒါကြောင့်အာဂဘုဆိုတဲ့ prophet ရှိတယ်တမန်တော်ဝတ္ထုထဲမှာဂျေရုဆလင်ပတ်ဝန်းကျင်မှာနော်ဟိုခက်ခဲမှုတွေအစာရေစာခေါင်းပါမှုပြဿနာရောက်မယ်ဆိုတော့သူပြောတယ်အမှန်ဖြစ်လာတယ်နောက်ဆုံးကြတော့ရှင်ပေါလုကသူကတတိယဟိုခရီးစဉ်ပေါ့နော်တာတနာပြုခရီးစဉ်နေပြန်လာတယ်ဂျေရုဆလင်ကကတ်လာပြီအဲ့ဒီချိန်မှာဒီအာဂဘုပေါ်လာတယ်ဒီလူဖြစ်လာမယ်ဒီခပတ်ပိုင်ရှင်ကဂျေရုဆလင်ရောက်လို့ရှင်ခြေလက်တွေခြေမယ်ပေါ့နော်တပါတော့မျိုးသားလက်ထဲရောက်မယ်ပြတ်ဒုက္ခဆင်းရဲခံမယ်ဆိုတာပြောတယ်ဒါသူ့တာဝန်ဒါပေမဲ့အဲ့ဒါကိုဖြစ်လာတဲ့အခါပေါလုရဲ့တပည့်တွေဟိုမှာရှိတဲ့ယုံကြည်သူပေါလုရဲ့မသွားနဲ့နော်ပြဿနာဖြစ်နိုင်တယ်လို့ပြောတယ်ပေါလုကဘာပြောလဲသိလားငါလည်းသိတယ်တဲ့ငါရောက်တဲ့မြို့တိုင်းမှာဝိညာဉ်တော့ငါ့ကိုလည်းဖော်ပြတယ်ဒါပေမဲ့ငါဒုက္ခမရှောင်ဘူးပေါ့လူအလို့ရှင်အသက်အသေးခံဖို့ငါ ready တဲ့အဲ့သူဆက်သွားတယ်သွားတဲ့အတိုင်းတကယ်လဲသူကပြဿနာကြုံပြီးတော့နောက်ဆုံးကြတော့ယောမရှင်ဘီယန်ထန်သူဟိုအယူခံဝင်တာဟုတ်နော်ပြောချင်တာကကျွန်တော်တို့သိချင်တယ်ဒါကြောင့်တခြားနီလန်းတဲ့ကျွန်တော်ဖယားကိုပဲမေးရအောင်ကျမ်းစာကိုပဲပြန်ကြည့်ရအောင်ဖယားကိုမေးပြီးတော့ဆုတောင်းပြီးတော့ကျမ်းစာနှုတ်ကပတ်တော်တေချာကြည့်လို့ရှိအဲ့ဒီမှာအဖြေရှိမယ်အဖြေပေါ်မယ်တခါတလေရှင်းရှင်းလင်းလင်းနဲ့ပေါ်တဲ့ချိန်ရှိမယ်တခါတလေကြတော့
မထင်မရှားရှိပဲဒါမဲ့ဖယားကိုပဲဆောင်ရအောင်လို့เนาะဒါကြောင့်လူတွေကသိကျင်တယ်ဖယားကဖော်ပြတာဖြစ်တယ်ဆိုတာเนาะဒါပထမအစိုးအနေနဲ့သိထားဖို့ပေါ့ကဲဒုတိယချက်ခတ်တူကြည့်အောင်အဲ့ဒါဘာလဲဆိုတော့ခုနရှင်ဘရင်ရဲ့အိမ်မက်ယူပါရောနောင်သူကတကယ်ဒုတိယနေ့ရောက်တဲ့အခါနန်းဆန်ဒုတိယနေ့ရောက်တဲ့အခါဘယ်လိုဖြစ်လာမလဲခုနိုင်ငံတော်ကြီးကတော်တော်ကြီးမားတယ်အဲ့ဒီဘာဘလုန်အမ်ပါယာကြီးကတော်တော်ကြီးတယ်ရှင်ဘရင်လည်းအရန်ပေါ့နော်ချမ်းသာတယ်ပေါ့နော်တကူလည်းထက်မြက်တယ်သူတို့ကတော်တော်လေးရက်ဆက်တဲ့လူမျိုးလည်းဖြစ်တယ်လို့တွေ့ရတယ်နော်ကဲဆိုတော့အမ်ပါယာဘယ်လိုဖြစ်လာမလဲနောင်ဘယ်လိုငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာနဲ့ဒီအိမ်မက်ကရလာတာဖြစ်တယ်ဟုတ်ပြီအဲ့ဒီအိမ်မက်ကိုခုနပြောတဲ့အတိုင်းဒန်ယလနဲ့တငယ်ချင်းတွေကဖယားမျက်နှာရှာတဲ့အခါညမှာဖယားဖော်ပြတယ်ဖော်ပြတဲ့ချိန်မှာပေါ့နော်အဲ့ဒီအငယ်20ကနေ23ထဲမှာဘယ်လိုရေးထားလဲဆိုတော့ကျွန်တော်ကစာမီထဲပေါ့နော်အစဉ်ပြေတယ်ဆိုရင်အခန်းကြီးနဲ့အငယ်20နေ23ဒီမှာဖော်ပြစီလိုပါတယ်လို့နော်နေအောင်ကျွန်တော်မှတ်ထားတာရှိတယ်တဲ့ဟုတ်ပြီဒီချက်တစ်ချက်လောက်ဖတ်ချင်တယ်အငယ်20နေ23ဟုတ်ပြီ20ဒီဒါစဖတ်ရအောင်နော်ထိုအခါတန်ယေလဒီကောင်းကင်ဘုံရှင်ဖယား၏ခြေဆုတော်ကိုချီးမွမ်းလျက်ဖယားသခင်နာမတော်ဒီသာဝရမိဂလာရှိပါစေတည်းပညာနဲ့၎င်းအစွမ်းတတိနဲ့၎င်းပြည့်စုံတော်မူ၏ကာလအချိန်ဥတုများကိုပြောင်းလဲစေတော်မူ၏ရှင်ဘုရင်တို့ကိုလည်းနှိမ်ချချီးမြှောက်တော်မူ၏ပညာရှိတော်အားပညာကိုပေးတော်မူ၏ဉာဏ်ရှိတော်သူတို့သည်ကျေးဇူးတော်အားဖြင့်သာထူးထွင်း၍နားလည်တတ်ကြ၏နည်းနည်းခက်ခဲသောအရာတို့ကိုထင်ရှားစွာပြတော်မူ၏မောင်ပိုင်း၌ရှိသမျှတို့ကိုသိမြင်၍အလင်းဤတရားဖြစ်တော်မူ၏ဒါဒီအိမ်မက်ယူပါယုံဘာလဲဆိုတာကိုဖယားဖော်ပြတဲ့အခါဒါကြီးလားအရန်ဝမ်းသာပြီးတော့ဖယားကိုချီးမွမ်းတဲ့သူပြောဆိုသွားတဲ့တေးသချင်းဆိုသူဆက်ဆိုသွားတဲ့အရာတွေဖြစ်တယ်နော်အဲ့ဒီမှာဖယားရှင်ကယာတိဥတုပေါ့နော်အချင်းလေးကိုသူပြောင်းလဲပစ်လိုက်တယ်တဲ့နော်ခုန20လား20လားခဏလေးပြန်20ဟုတ်ပြီ21ပေါ့နော်ကာလအချိန်ဥတုကိုပြောင်းလဲစေတယ်တဲ့ယာတိဥတုကိုဖယားပြောင်းလဲပေးလိုက်တယ်နော်ကျွန်တော်သိတာကကျွန်တော်မြန်မာပြည်ဆိုရင်ຫນွေမူစောင်းပဲရှိတယ်နော်တချို့ဆိုရင်4မျိုးပေါ့နော်ဒီကိုရီးယားပိုင်းပေါ့ဒီဗာလဲအီကွေတာရဲ့အထက်ပိုင်းအီကွေတာရဲ့အောက်ပိုင်းဆိုရင်အဲ့ဒီအလန်းဝေးတဲ့နေရာမှာယာတိဥတု4မျိုးရှိတယ်နော် summer spring winter autumn ပေါ့နော်4မျိုးဆောင်းအကူຫນွေအကူနဲ့ဆောင်းຫນွေမိုးကတော့ရွာချင်းရွာနော်အမိုးရာသီဆိုပြီးတော့တတ်တော့မရှိဘူးဒါပေမဲ့ဣသရေလနိုင်ငံဆိုရင်ဆောင်းအကူမှလည်းမိုးရွာတယ်ຫນွေအကူမှလည်းမိုးရွာတယ်နော်အဲ့လိုဖြစ်တာဟုတ်ပြီဆိုတော့အဲ့လိုဖြစ်တော့ရာသီဥတုကာလအချိန်ပြောင်းလဲတယ်တဲ့နော်နောက်ပြီးတော့ရှင်ဘုရင်တို့ကိုလည်းတချို့ရှင်ဘုရင်ကိုချီးမြှောက်တယ်တချို့ကိုနှိမ်ချတယ်တဲ့ဒါကြောင့်ဒုတိယအချက်အနေနဲ့ပြောချင်တာကဘာလဲဆိုတော့ဒီလိုခက်ခဲတဲ့အချိန်မှာဖယားရှင်ကသူအကောင်းဆုံးလှုပ်သွားတယ်အဲ့ဒီလှုပ်သွားတဲ့အပေါ်မှာတချို့ကြတော့အောက်ရောက်သွားတယ်တချို့ကြတော့အပေါ်ရောက်သွားတယ်အဲ့လိုအပြောင်းလဲရှိတဲ့အချိန်မှာဖယားနဲ့ရှောက်လန်းတဲ့သူကတော့ကောင်းကြီးခံစားတယ်ဖယားကိုအပထားပြီးတော့ဖယားကိုပြစ်ပယ်ပြီးတော့ဖယားကိုမသိတော့လူကတချို့ကြတော့အသက်ပါဆုံးရှုံးသွားတဲ့ဘေးအန္တရာယ်ကြုံတယ်ဆိုတာဒုတိယအနေနဲ့ပြောချင်တယ်အပြောင်းလဲရှိတဲ့ကာလမှာတချို့ကကောင်းကြီးခံစားတဲ့တချို့ကအမင်္ဂလာဖြစ်သွားတယ်ဆိုတာကိုဒုတိယအနေနဲ့ပြောချင်တာဖြစ်တယ်ဟုတ်ပြီဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်တဲ့အခါအဲ့ဒီမှာ
ဒီနေရာနဲ့သူ့ရဲ့မိတ်ဆွေတွေကတငယ်ချင်းဒီ၄ယောက်ဖွဲ့ဖရားရဲ့ဖော်ပြခြင်းမရဘူးဆိုရင်ပညာရှင်အားလုံးသူတို့၄ယောက်ပါပဲအကုန်လုံးအသေးတတ်ဖို့ဖရားရှင်ဘုရင်ကအမိန့်ထုတ်ထားတာဖြစ်တယ်ဖရားကချီးမြှောက်တဲ့အခါအကုန်လုံးကတေချမ်းနေလွတ်သွားတာဖြစ်တယ်ညီကောင်မောင်နှမတို့အပြောင်းလဲကာလရှိတယ်ကို့အသက်တာမှာနော်တချို့ကြတော့ပုံမှန်သွားနေတယ်ဒါမဲ့ပြဿနာတွေခက်ခဲမှုတွေကြုံတဲ့အခါတချို့အဲ့ဒါနဲ့စီမျောပြီးတော့ပျောက်သွားတယ်ပြီးတော့ယုံကြည်ခြင်းပါပြတ်သွားတဲ့လူကလည်းတချို့ရှိဒါမဲ့အဲ့ဒီပြဿနာကြီးကိုဖယားနဲ့သူရှောက်လန်းတဲ့လူတွေအတွက်တော့ချီးမြှောက်စရာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်အခန်းကြီးဒံယေလနဂတိကျအခန်းကြီး1ထဲကဟိုလူ၄ယောက်အားဖြင့်ပေါ့ဘာဘလုန်မှာရှိတော့ပညာရှင်အားလုံးကချမ်းသာရတယ်အဲ့ဒီပညာရှင်တွေကိုအုပ်ချုပ်ဖို့ကဒါယေလဖြစ်သွားတယ်ချီးမြှောက်လိုက်တာတခါတည်းဖြစ်တယ်အဲ့ဒါကြောင့်ဒုတိယအနေနဲ့ညီကိုမောင်တို့ပြောချင်တယ်အနာဂတ်မှာတင့်ရအနာဂတ်မှာဘယ်လိုဖြစ်မလဲဆိုတာသင်မသိဘူးသိတဲ့လူမရှိဘူးเนาะလက္ခဏာပေတင်တွေလည်းတစ်ချက်မနေနဲ့တော့เนาะဒါပေမဲ့တင့်ရအနာဂတ်ကိုဖျားချုပ်ကင်တဲ့အတွက်ကြောင့်လောလောဆယ်ခက်ခဲမှုတွေပြဿနာတွေဘေးရနေတော့ဖြစ်နိုင်တယ်ဒါပေမဲ့ဖျားနဲ့အတူရှောက်လန်းတဲ့သူအတွက်အပေါ်ရောက်ဖို့ဖြစ်တယ်ဖျားမသိတဲ့လူအတွက်ပျောက်ဆုံးနိုင်တယ်ပေါ့เนาะဒါကြောင့်သင်ပဲဘိုင်းမှာပါမလဲသင်ဒီဖယားကိုသိကျွမ်းတယ်ဖယားကိုချင်းကပ်တဲ့လူဆိုရင်သင်အတွက်ဒီအမင်္ဂလာတို့လူတွေအတွက်စိန်ခေါ်မှုထဲမှာသင်အတွက်အပေါ်ရောက်ဖို့ကောင်းချီးမင်္ဂလာခံစားဖို့ဖြစ်တယ်ဆိုတာပြောခြင်းတယ်နော်ဟာလေလုယာဖယားအမတန်ကောင်းမြတ်တယ်ဆရာမကြာခဏပြောပါတယ်ဒီအသင်းတော်ရဲ့နော်အခုဘေးမှန်တော်စောင့်နေတဲ့ဆရာခိုင်ပြီးပြောတယ်နော်တနေ့ကအမျိုးသားပေါ်ခန်းပေါ့နော်ပြီးသွားပြီလှုပ်တဲ့လူကတခါတည်းကြံတဲ့တခါတည်းလှုပ်ချင်တယ်ပေါ့နော်ကျွန်တော်ကအခုကကြိုးစားနေတုန်းဖြစ်တယ်နောက်မာန်တွေနော်ပရင်ပေါက်တွေတကားတွေနော်ဟုတ်စားပေါ့နော်ကျွန်းနဲ့လှုပ်ဖို့ဆိုတော့ဈေးရအများများတော့မှန်တကားတွေပေါ့နော်ကောင်းတဲ့ဟာကြီးဒါတွေကိုတုံးဖို့ကျွန်တော်စီစဉ်နေတာဖြစ်တယ်ဆိုတော့မကောင်းတဲ့ကာလမှာအခြေအနေမကောင်းဘူးဒီတိုင်းဆိုရင်တော့ကျွန်တော်တို့ဘယ်ရောက်မလဲမသိဘူးเนาะဒီတိုင်းပဲဒီမှာစံတီဖြစ်စေမစံတီဖြစ်စေเนาะအစင်းပြေတွေဖြစ်စေဒီမှာပဲကျွန်တော်အကုန်ဒုက္ခရောက်မှာဒါမဲ့ဒီကြားထဲမှာယုံကြည်ခြင်းနဲ့ခြေလမ်းတဲ့ခါဒီလိုဖြစ်လာတယ်တင်းနဲ့တိတ်မိသားစုအသက်တာမှာလည်းခက်ခဲတဲ့ဒီတိုင်းငုတ်တုတ်ထိုင်နေဆိုရင်တော့လုံးဝအဆင်ပြေမှာပေါ့ဒါမဲ့ယုံကြည်ခြင်းနဲ့ခြေလမ်းပါသားသမီးတို့အနေနဲ့ပေါ့เนาะဘုရားရှင်ရဲ့သားတွေသမီးတွေအနေနဲ့ယုံကြည်ခြင်းနဲ့ခက်ခဲတဲ့ကြားမှာခြေလမ်းလို့ရှင်အဲ့ဒီစိန်ခေါ်မှုကိုเนาะမကြောက်ပဲအလကားမနေပဲနဲ့ရှေ့သာတူးလိုက်ပါယုံကြည်ခြင်းနဲ့အဲ့ဒီမှာတင့်အတွက်ကောင်းချီးမင်္ဂလာတကားဖွင့်ထားတယ်ဆိုတာပြောချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဒီခုဗိမာန်တော်စောက်တဲ့မြေကွက်တွေကိုဗစ်ကာလဖျားကြောင်လက်လူတွေအပြင်ထွက်လို့မရဘူး mask တက်ရတယ်တယောက်နဲ့တယောက်လူအများထိုင်တဲ့နေရာဆို6ပြီးကိုရမယ်နော်ကလက်ဆေးရမယ်ဘာညာတန်စီကန်းကြီးတဲ့ချိန်မှာနော်ဖယားရှင်ပေးတဲ့အခါဘယ်ကနေပေါ်လာလဲမသိဘူးเนาะအတင်းသားတွေဒီဟာတွေကျွန်တော်စုလိုက်တဲ့အခါအဲ့ဒါနဲ့ဖယားပေးတဲ့ကောင်းချီးမင်္ဂလာနဲ့အမြင်နဲ့ကွက်ဝဲလိုက်တာဖြစ်တယ်အဲ့လိုเนาะဒါကြောင့်ညီကိုမောင်နှမတို့လောကမှာစိန်ခေါ်မှုတွေခက်ခဲမှုတွေရှိတယ်အဲ့ဒီထဲမှာနစ်မျောပြီးတော့တင်ပြောက်သွားမလားဒါမှမဟုတ်ရှင်အဲ့ဒီစိန်ခေါ်မှုကြားမှာစိတ်မပြတ်ဘဲနဲ့ဖယားလက်ကူကိုင်းဆွဲပြီးတော့ဆက်လက်သွားမယ်ဆိုရင်အဲ့ဒီမှာကောင်းချီးမင်္ဂလာအများကြီးရမယ်လို့เนาะအဲ့ဒါဒုတိယအနေနဲ့သိပေးခြင်းတယ်ဆိုတော့အဲ့ဒီမှာဖယားကဘယင်ကိုတချို့နှိမ်ချတယ်တချို့ကိုချီးမြှောက်တယ်တဲ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆာလံကျမ်းပေါ့เนาะ85ဂျေဇုပြုပြီးတော့အစဉ်ပြေမလားအဲ့ဒါလေးဒါတို့ရှာပေးပါဦးသမီးတို့ဆာလံ85အငယ်6နဲ့ခုဖတ်ရအောင်เนาะဆာလံ85 6နဲ့ခုဟုတ်ပြီအရှိအနောက်တောင်အရတ်တို့တွင်ဘယ်အရတ်မြဂျေဇုမပြုနိုင်ဘုရားသခင်သည်စီရင်ပိုင်တော်မူ၏တယောက်ကိုနှိမ်ချ၍တယောက်ကိုချီးမြှောက်တော်မူ၏သင်ရဲ့စီးပွားရေးသင်ရဲ့ပညာရေးသင်ရဲ့လူမှုရေးသင်ရဲ့ကျမ်းမာရေးအတွက်ဟိုပြေးတော့ဒါနဲ့တော့ကိုကတော့တတ်နိုင်တဲ့တော့ကျူးစားတာဒါပေမဲ့မဟုတ်ဘူးတဲ့ဖယားကပဲတဲ့နော်တယောက်ကိုအောင်မြင်စေတယ်တယောက်ကတော့ဖယားနဲ့မပါတဲ့ခါ
ဆုံးရှုံးမှုတွေဖြစ်တယ်တင်ပါရွေးမလဲနော်လူတိုင်းမှာပြဿနာတကဘာလုံးမှာခက်ခဲမှုကြုံတဲ့ချိန်မှာအဲ့ဒီထဲမှာပဲအိုးလက်မြောက်ပြီးတော့အရှုံးပေးမလားဖယားမျက်နှာရှာပြီးတော့ဆက်သွားမလားဒါတင်ရွေးမှုဖြစ်တယ်တင်ဖယားကိုရွေးတယ်ဆိုရင်ဖယားတင်ကိုရွေးမှဖြစ်တယ်ဆိုတာပြောချင်တယ်နောက်ဥစ္စာပေါ့နော်ဟိုယောဘအခန်းကြီး8အငယ်9ဒါလည်းဖတ်ရအောင်နော်ယောဘဝတ္ထုပေါ့နော်ယောဘဝတ္ထုအခန်းကြီး8အငယ်9အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာအစမှာတခါတည်းအဆင်ပြေတာမဟုတ်ဘူးပေါ့နော်အစပိုင်းမှာသင်ကတေးငယ်တယ်တဲ့ဒါပေမဲ့အဆုံးကြတော့အလွန်ကြီးပွားမယ်တဲ့ဟာလေလုယာဒီကုမောင်နှမတို့ဒါဖယားရဲ့ဂတိတော်တွေနော်ဟိုးကျွန်တော်တို့မိသားစုအဆင်မပြေဘူးပေါ့ခက်ခဲတယ်ဟုတ်ပြီကဲအတူဖတ်ရအောင်တင်းဒီအစဦး၌ငယ်တော်လဲနောက်ဆုံး၌အလွန်ကြီးပွားလိမ့်မည်နောက်တစ်ခါနောက်ဆုံး၌တင်းဒီသုံးနောက်ဆုံး၌အလွန်ကြီးပွားလိမ့်မည်နော်ဒါပဲဆဆချင်းတော့အဆင်မပြေဘူးခုနပြောတဲ့နေဘုခါနေဇာဘုရင်ဆိုရင်ဒုတိယမြောက်တဲ့နှစ်မှာအိမ်မက်ယူပါယုံရတယ်ဟိုအာဟာရှုရတ်ဆိုတဲ့ဘုရင်ကြီးကသူနန်းတက်လို့3နှစ်မြောက်တဲ့နှစ်မှာနန်းဆန်3နှစ်မြောက်တဲ့နေ့မှာသူပွဲကြီးပွဲကောင်းနေလုပ်တယ်เนาะအစပိုင်းကနေတခါတည်းစင်ပြေတဲ့လူဖြစ်တယ်ဒါပေမဲ့အများအပြားတင်ဒီအဆောက်၌ငယ်တော်လဲနောက်ဆုံး၌အလွန်ကြီးပွားလိမ့်မယ်ဆိုတဲ့ဟာဖြစ်တယ်အဲ့ဒါကြောင့်ဘယ်လောက်ပဲခက်ခဲပါစေညီကိုမောင်နှမတို့ဒီနေ့ကြီးချိန်မှာကျွန်တော်တို့စိတ်ပြည့်ခြင်းပေါ့เนาะအရှုံးမပေးဘဲနဲ့ဆက်လက်ပြီးတော့ဖယားလက်တော်နဲ့ဆက်လက်လျှောက်လာလို့ရှင်ဒီစိန်ခေါ်မှုအားဖြင့်တင်းရဲ့အတ္တကတိုးပွားဖို့ကောင်းချီးရဖို့ဖြစ်တယ်ဆိုတာဒုတိယချက်အနေနဲ့ပြောချင်တယ်ဟုတ်ပြီတတိယနဲ့နောက်ဆုံးအချက်ကြည့်ရအောင်เนาะအဲ့ဒါဘာလဲဆိုတော့ခုနခေါင်းစဉ်ပေးထားတယ်လို့ပေါ့เนาะတင်းရဲ့အနာဂတ်တစ်ခုလုံးဖယားထိန်ချုပ်တယ်ဆိုတဲ့အတိုင်းလူသားအားလုံးရဲ့တမိုင်းကเนาะလူတမိုင်းအနေနဲ့လူသားရဲ့တမိုင်းအနေနဲ့စတင်ပြီးမဲ့နောက်ဆုံးတမိုင်းကဖယားသခင်ရဲ့နိုင်ငံတော်နဲ့ဆုံးသက်တော်မှာဖြစ်တယ်လူကစတာကအပြစ်စပြီးတော့ဝင်တဲ့အာဒါနဲ့ဧဝါဒါပေမဲ့အဆုံးကြတော့လူတမိုင်းကဖယားရဲ့နိုင်ငံတော်နဲ့အဆုံးသက်တော်မှာဖြစ်တယ်ဒါလည်းမျောလင်းခြင်းပေါ့နော်အင်မတန်ကြီးမားတဲ့ကောင်းချီးမင်္ဂလာကြီးဖြစ်တယ်ဆိုတော့အခုနပြောတဲ့ဒါနီလပြန်ချီအောင်နော်အိမ်မက်ယူပါယုံသူအဖြေရတဲ့ကအရန်ဝမ်းသာပြီးတော့တွေ့လိုက်တယ်သူတို့ကဘယင်ကိုချင်းကတဲ့ပညာရှင်တွေမတတ်တဲ့တော့လို့ပြောလိုက်တဲ့အခါဟိုလူကြီးအာရီယုတ်ဆိုတဲ့လူကြီးကရှင်းပြအစီရင်ခံတယ်ဟိုကျွန်းတယောက်ကတိတယ်တဲ့အဲ့ဒါနဲ့သူဒါနီလဘယင်ရှေ့မောက်တော့ရောက်သွားတယ်ငါအိမ်မက်တိလာတယ်ဟာတိတာပေါ့ဒါကကျွန်တော်ကပူတော်လို့မဟုတ်ဘူးပေါ့နော်ဖယားဖော်ပြတာတဲ့ဒါလဲနော်တကယ်စန္ဒမူနာယူထိုက်တာဖြစ်တယ်တခါတလေလူတွေအရန်ကြွားချင်တာနော်ဒီလောက်ကြီးကြွားပြီးတော့ပြောတတ်တယ်ဒါတော့ sorry ပဲဖယားတာမျိုးမချဘူးနော်လူကတော့ဒါတေးသေးလေးကိုအကြီးကြီးလို့ထင်အောင်လုပ်တတ်တယ်နော်လူတယောက်ကဘာဖြစ်လဲဆိုတော့သူခက်ရေးသွားတယ်ဟိုခက်တော့ကျွန်တော်တို့ချင်းတော့ပါပေါ့နော်ကားလမ်းတွေလည်းမကောင်းဘူးကားတွေကလည်းကုန်တင်ကားကြီးတွေဟိုကလေးမျိုးနေပစ္စည်းအပြည့်နဲ့တက်လာတယ်ခရီးတဲ့အပြည့်နဲ့တက်လာတဲ့ကလမ်းကြားမှာလမ်းတစ်ဝက်မှာတက်ပြီးတော့ကားစီးဖို့မလွယ်ဘူးဆိုတော့ကျွန်တော်ဝန်ထမ်းဘဝတုန်းဆိုအဲ့ဒီကြားလမ်းမှာပဲကျွန်တော်ဆင်းပြီးတော့အသက်အစင်းလုံးတတ်တယ်ပေါ့နော်ဟိုကလေးသွားတဲ့တိတိတက်တဲ့ကားနဲ့ဟိုဖလန်ဟာခါသွားတဲ့ကားကြားမှာကျွန်တော်တိုင်းငင်းဆိုတဲ့စကန်ရှိအဲ့ဒီအပဲကျွန်တော်တို့အဲ့ဒီမှာပဲဆင်းပြီးအဲ့ဒီမှာပဲခရီးတက်ရှောက်လို့တတ်တယ်ပေါ့နော်တနေ့ကျတော့လူတယောက်က तू ကအဲ့ဒီတိုင်းငင်းကနေကားဆောင်တယ်ကားဆောင်တော့ကားဝင်လာတဲ့အခါကုန်ကားကြီးတွေနော်ဒီခရီးတဲ့ဘတ်ကားကောင်းတွေမဟုတ်သေးဘူးကုန်ကားတွေပဲဒါနဲ့ तू ကပြေးလိုက်ပြီးတော့အေးစောင့်ပါဦးဆိုအဆောင်ပါဦးဟေးငါလည်းစီးမယ်လို့ तू ကတောင်းပန်တဲ့အခါကားဆရာလည်းအားနာပြီးတော့ခဏလေးစောင့်ပြီးတော့ तू ကားပေါ်တက်ပြီးတော့ရောက်သွားတယ်အေးတိတိမျိုးရောက်တဲ့အခါ तू ဘယ်လိုတက်တဲ့ခါလဲငါသွားဖို့ဖြစ်တော့တဲ့ကားတစ်ခါတည်းနဲ့ရပ်ပြီးတော့ငါအေးစစ်စစ်တက်ပြီးတော့ရောက်လာတယ်မလိုဘူးလေဒါဂျေဇုတော်အပြင်ပေါ့ပစ္စည်းအပြည့်နဲ့ကားတက်တာကိုကျွန်တော်အဲ့ဒီပုဂ္ဂိုလ်ကတော့မျိုးသမီးဆိုတော့အမှန်နော်
ဂျမတောင်းပန်လိုက်တော့ကားဆရာအာနာလို့ဂျမစီးခွင့်ရတယ်ကြီးစုတော့ဒါဆိုအမှန်ပဲလေဒါပေမဲ့ तू ပြောလိုက်တော့တခါတည်းအကုန်လို့ဆင်ပြေတယ်လို့လုပ်တာနော်ဖယားနာမတော့တွေ့ဆိုပေမဲ့ तू ဟာ तू ကြီးကျယ်လှုပ်တတ်တယ်လို့ကျွန်တော်ခံယူတယ်ပြောချင်တာကလေဖယားရဲ့ကြီးစုတော်ကိုဒါချီးမွမ်းဖို့ပြောချင်တာဖြစ်တယ်နော်တင့်ရဲ့အောင်မြင်မှုကဖယားအဖြစ်ဖြစ်တယ်တင့်ရဲ့ပညာကဖယားအဖြစ်ဖြစ်တယ်တင့်ရဲ့စီးပွားရေးအဆင်ပြေတယ်ဆိုရင်ဖယားအဖြစ်ဖြစ်တယ်တင့်ရဲ့ပညာရေးအဆင်ပြေတယ်ဆိုရင်ဖယားအဖြစ်ဖြစ်တယ်တင့်ရဲ့ကျမ်းမာရေးကောင်းလာတယ်ဆိုရင်ဂျေဇုတော်အဖြစ်ဖြစ်တယ်ဆိုတော့အမြဲတမ်းဖယားရဲ့နာမတော်ကိုကျွန်တော်ချီးမွမ်းတတ်တော်ယုံကြည်သူဖြစ်ဖို့အရေးကြီးတယ်အသင်းတော်အနေနဲ့လည်းဒီတိုင်းပါပဲကိုလုံးဝမမြင်နိုင်တဲ့ဟိုအမတန်တိုးသက်အောင်မြင်တဲ့အသင်းတော်တွေရှိသလိုနော်ကျွန်တော်တို့လူဖယားတဆင့်ပြီးတဆင့်ပို့ဆောင်တဲ့အသင်းတော်တွေလည်းရှိတယ်တချို့ကြတော့ဘာကြောက်လဲကျွန်တော်တို့လည်းမသိဘူးတိတ်အဆင်မပြေပြီးတော့မပြေဘဲနဲ့ရုံးကန်နေတဲ့အသင်းတော်လည်းအများကြီးရှိတယ်ဒီကြားထဲမှာကျွန်တော်တို့ဒီလူဖြစ်လာတဲ့ကျွန်တော်ဂျေဇုတော်ပဲဒီလူဖြစ်တယ်လို့ပြောရင်းနဲ့မကြွားမိဘူးဖယားကြွားတာမကြိုက်ဘူးလူတွေကတော့ကြွားတန်ကြတယ်နော်ကြွားတန်တယ်အကြွားတန်ဖို့မလိုပါဘူးဖယားသိတယ်နော်ကျွန်တော်တို့ဒီဖယားသားသမီးဖြစ်တယ်ဖယားနိုင်ငံတော်မှာပါဝင်တဲ့အခါအကြွားတန်မတန်ကြပါနဲ့လို့နော်ကိုယ့်ရဲ့နေ့စဉ်သက်တာမှာယုံကန်ရတဲ့အချိန်ရှိတယ်ခက်ခဲတဲ့အချိန်ရှိတယ်ကျွန်မတို့ခက်ခဲတဲ့ဒါပေမဲ့ဖယားလိုအပ်ချက်ကိုဖြည့်ဆည်းပေးပါတယ်တက်သေးခံလိုက်ပါနော်ကျွန်တော်တို့အရန်ဆင်ပြေတယ်လုံးဝခက်ခဲတဲ့ယုံကြည်ခြင်းနဲ့ဆိုရင်တော့ဒါတမျိုးပေါ့ဒါပေမဲ့ကြွားတာဖယားမကြိုက်ဘူးနော်မလုပ်ကြနဲ့နော်မဟုတ်တာစကားလည်းမပြောကြပါနဲ့ဒါအမှန်တန်မုန်းစရာကောင်းတယ်မဟုတ်တာကိုဟုတ်တယ်လို့ပြောဟုတ်တာကိုမဟုတ်တယ်လို့လုပ်အဲ့ဒါတွေလည်းဖယားမကြိုက်ဘူးနော်ဟုတ်ပြီကဲဆိုတော့အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တော့ဖယားရှင်ကကဘာဦးချမ်းထဲကနော်လူသားဖန်ဆင်းတဲ့အာဒါနဲ့ဧဝနော်အကောင်းဆုံးသူနဲ့မိသားရဖွဲ့ဖို့လုပ်လိုက်တာနော်ဧဝစာတန်မွေရဆွဲဆောင်လိုက်တဲ့အခါချိလိုက်တဲ့အခါအဲ့ဒီအပင်ရတီးရစားလို့ရှိရင်အမတန်ကောင်းပါပဲအရသာလည်းရှိပဲခိုးပြီးတော့စားလိုက်တယ်သူ့ကိုလက်ဖြားတဲ့မွေရဘယ်လိုလက်ဖြားလဲဒါကိုစားလိုက်ပါစားလို့ရှိရင်မင်းကဖယားလိုဖြစ်သွားမယ်မျက်စိပွင့်မယ်ဖယားလိုဖြစ်ပြီးသားလေအဲ့ဒါကိုပဲစာတန်အဲ့ဒါနဲ့တခါတည်းဆွဲဆောင်လိုက်တော့အဲ့ဒီထဲကျသွားတာတကယ်ကျတော့အာဒံဧဝဖယားကသူ့ရဲ့တွင်တရာနဲ့အညီဖယားပုံနဲ့နော်အဲ့လိုဖန်ဆင်းထားတဲ့လူကဖယားနဲ့တူချင်းပြီးတော့တီးစားတယ်ဆိုတော့ဒါအမားကြီးအကြီးကျယ်မာသွားပြီနော်အဲ့ဒီအပြစ်နဲ့စားတဲ့ဟာကိုကျွန်တော်တို့နောက်ဆုံးကြတော့ဖယားနိုင်ငံတည်မယ်တဲ့ဟုတ်ပြီเนาะဒါတတိယပေါ့ကဲအခုအဲ့ဒီရှင်ဘုရင်ရဲ့အိမ်မက်ကပါလေလို့เนาะအဲ့ဒီအိမ်မက်ကြီးကိုဖယားဖော်ပြတဲ့အခါဒန်ဂျေလပြောလိုက်တယ်ဒန်ဂျေလပြောလိုက်တဲ့အခါဘယ်လိုပြောလဲဆိုတော့ရှင်ဘုရင်မင်းကြီးပေါ့เนาะမင်းကြီးရဲ့အိမ်မက်ယူပါယုံထဲမှာတကယ်ကြီးမားခါနာတဲ့ရုပ်တုကြီးကိုရှင်ဘုရင်ကမြင်တယ်တဲ့အိမ်မက်ယူပါယုံထဲမှာရတယ်တဲ့အဲ့ဒါနဲ့ဟုတ်တယ်နော်အိမ်မက်တဲ့လူကတတိရလာတယ်နော်အဲ့ဒီရုပ်တုကြီးကဘယ်လိုဖြစ်လဲဆိုတော့သူ့ဦးခေါင်းကရွှေဦးခေါင်းတဲ့နော်နောက်သူ့ရင်ပတ်နဲ့ဒီလက်တွေကလက်မောင်းတွေကငွေနဲ့လှုပ်ထားတယ်တဲ့နောက်တတိယဒီဘိုက်နဲ့ဒီပေါင်တွေကြတော့တာနဲ့လှုပ်ထားတဲ့ရုပ်ဖြစ်တယ်တဲ့နောက်ခြီတလုံးနှစ်ဖက်စလုံးပေါ့ legs and feet ပေါ့နော်ဒါကအမတန်မာကျော်တဲ့တန် iron နော်တန် metal အဲ့ဒါနဲ့လှုပ်ထားတဲ့ရုပ်ထုတဲ့နောက်ဒီခြီတော့ခြီ tools ပေါ့နော်ဒါတွေကတန်ရဲ့ရွှွန့်စေးနဲ့ပေါင်းပြီးတော့လှုပ်ထားတဲ့ရုပ်ထုဖြစ်တယ်တဲ့အဲ့ဒီအချိန်မှာတဲ့ဘယ်သူရဲ့လူတယောက်နဲ့လက်အားဖြင့်မဟုတ်ဘဲနဲ့သူ့ဟာသူကြောက်တုံးကြီးတလုံးလိမ့်လာပြီးတော့ကျလာတယ်တဲ့အဲ့ဒီကြောက်တုံးကြီးကအဲ့ဒီရုပ်တုရဲ့တာနဲ့ရွှွန့်နဲ့ရောတဲ့ခြီဖျားပေါ့နော်ခြီဖွားအဲ့ဒီပေါ်မှာကျလိုက်တဲ့အခါချက်ချင်းပေါ့အဲ့ဒီတန်ကိုရွှွန့်ကိုတခါတည်း
ဘယ်လိုပြောမလဲအမုတ်ဖြစ်သွားတယ်တဲ့အဲ့ဒါနဲ့အမုတ်ဖြစ်တဲ့နောက်ခုနကြောက်တုံးကြီးတခါတည်းတဖြည်းဖြည်းနဲ့ချီးလာတော့ကြံတဲ့တန်တွေချီးတွေနော်နောက်ပြီးတော့ငွေတွေရွှေတွေအကုန်လုံးကဘယ်လိုပြောအမုံဖြစ်သွားပြီးတော့လေတိုက်လို့လွင့်တဲ့အခါဘယ်ရောက်မှမသိတော့ဘူးတဲ့အဲ့ဒီကြောက်တုံးကြီးကတကဘာလုံးအုပ်စုတယ်တဲ့ဟာလေလုယာလူအပြစ်ကဖယားနဲ့ကင်းကွာစေပြီးတော့စာနာလက်ထဲရောက်သွားတဲ့ဟာကိုယေရှုကသူ့လောကကြွဆင်းပြီးတော့တင့်ကိုကဲနှုတ်ယုံမကပဲသူ့ရဲ့နိုင်ငံတော်ကိုသခင်ယေရှုကသူလောကမှာစပြီးတော့တည်ထောင်လိုက်တယ်ဖယားနိုင်ငံတော် Kingdom of God or Kingdom of Heaven ကောင်းကင်နိုင်ငံတော်ဖယားသခင်နိုင်ငံတော်စနေပြီအခုတိတ်မတိတာသေးဘူးရှိတော့ရှိတယ်နော်အသင်းတော်ဆိုတာဒီယုံကြည်သူဟိုလောကမှာဘာဆိုတာကကောင်းကင်နိုင်ငံရဲ့တစိတ်တစ်ပိုင်းဖြစ်တယ်ဒါပေမဲ့ဘယ်အချိန်ဆိုတာမသိဘူးအဲ့ဒီချိန်ကြတော့ယေရှုခရစ်တော်ကိုယ်တိုင်ဘုရင်တကာတို့ရဲ့ဘုရင်ရှင်တကာတို့ရဲ့ရှင်နေတဲ့ဒီလောကကြွဆင်းမှာဖြစ်တယ်ဆိုတော့ဟုတ်ပြီဒါအစုံပြောတာဟုတ်ပြီခုနအိမ်မက်အကြောင်းပေါ့နော်ရွှေရပါပုံဆောင်လဲဒါညလကတခါတည်းအန်တဲ့ဒိပဲဖွင့်လိုက်တယ်ရွှေကားတဲ့အခုရှင်ဘုရင်ဖျားချီးမြှောက်တယ်အားလုံးပိုင်ဆိုင်တဲ့အုပ်ချုပ်တယ်တဲ့လူမကဘူးတဲ့တရိษံတွေငှက်တွေအကုန်လုံးရှင်ဘုရင်လက်ထဲမှာရှိတယ်တဲ့ရှင်ဘုရင်ကြီးနေဘုခါနေဇာဆုံးသွားတဲ့နောက်မှာဒုတိယမင်းကြီးတက်လာမယ်တဲ့အဲ့ဒီရင်ပတ်လက်မောင်းပေါ့အဲ့ဒါကိုဟုတ်စားပေါ့ငွေနဲ့လှုပ်ထားတာเนาะအဲ့ဒါပါလဲဆိုတော့နေဘုခါနေဇာလောက်တကူမချီးတဲ့ရှင်ဘုရင်တက်လာမယ်တဲ့ဆိုတော့အဲ့ဒါကိုတမိုင်းကျမ်းဝါရသူတို့ပညာရှင်တွေကကြည့်တဲ့အခါဒီနေဘုခါနေဇာပထမဆုံးရွှေအနေနဲ့စူးစံတဲ့ကာလကခုန605 BC လောက်ပေါ့နော်ဒေနီယယ်တို့ဒီဘာဘလုန်စရောက်တဲ့အချိန် BC 605လောက်ဖြစ်တယ်။ Now အဲ့ဒီနေဘုခါနေဇာဆိုကွယ်လွန်သွားတဲ့အခါနောက်သူ့ရဲ့သားတွေဟိုကဆက်ဘယင်ဒီတက်လာတယ်နောက်ဆုံးကြတော့ဒေနီယယ်ဝတ္ထုထဲမှာတွေ့ရတယ်လို့သူ့ရဲ့တာဘဲလ်ဆဇာဆိုတဲ့ရှင်ဘုရင်လက်ထက်ကြတော့မေဒူပါရှားကတိမ်လိုက်တယ်နော်ပါရှားဘုရင်စူးစမ်းလာတယ်ဆိုတော့ပါရှားဘုရင်စူးစမ်းတဲ့ကာလကအဲ့ဒါကိုမေဒူပါရှားခက်လို့ခေါ်တယ်နော်939 BC ဖြစ်တယ်နောက်တစ်ခါဒီပါရှားအင်ပါယာတော်ကြီးတဲ့ပါရှားခုလက်ရှိအီရန်နိုင်ငံတို့နောက်တချို့အီရတ်နိုင်ငံတို့အစိတ်အပိုင်းပါတယ်အဲ့ဒီပါရှားအင်ပါယာထဲမှာเนาะဆိုတော့သူတို့ကအဲ့ဒီ939မှာအင်ပါယာကြီးတည်ဆောက်တယ်နောက်ဒီရှင်ဘုရင်ရဲ့တတိယကဘိုင်းနဲ့ပေါင်ကကြီးနေပေါ့เนาะအဲ့ဒီကြီးနေအင်ပါယာကဘာကိုဖော်ပြလဲဆိုတော့ Greek ပေါ့เนาะAlexander ဘုရင်ကြီးကပါရှားကိုလှုပ်ချန်တယ်အောင်မြင်သွားတယ်ပါရှားကိုတိုက်တယ် Alexander ဘုရင်ကြီးကအိန္ဒိယထိအင်ဒုလွင်ပြန်ထိသူကနေချဲ့တယ်နော်လဲနေချဲ့တယ်သူအရန်အောင်မြင်တယ်နောက်ပိုင်းကျတော့သူအသက်30ကျော်နဲ့ပဲနော်ယောဂရပြီးတော့ဆုံးသွားတယ်ဆုံးသွားတဲ့အခါသူ့ရဲ့ empire ကြီးကပြိုကွဲပြီးတော့၄ပိုင်းပိုင်လိုက်တယ်သူ့ရဲ့တကူကလည်းကျဆင်းတယ်အဲ့ဒီကာလက330 BC ခေတ်ကာလဖြစ်တယ်အဲ့လိုဒီ Greek ဘုရင်ကြဆုံးတဲ့အခါနော်စတုဒ္ဒဖြစ်တဲ့ခြေတစ်လုံးနှစ်ဖက်တဲ့အဲ့ဒါကတန်ပေါ့နော်အဲ့ဒါဘယ်ခက်လဲဆိုတော့ယောမ empire ခက်ဖြစ်တယ်ယောမတဲ့တကယ်စီရကျွမ်းကျင်တယ်နော်နောက်သူတို့တော့အာနာရှင်သိမ့်မဆန်ဘူးလို့ပြောတယ်ခုနနေဘုခါနေဇာတို့နော်ပါရှားဘုရင်တို့ဒီ Greek ကာလဆိုရင်သူတို့အာနာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ကာလဖြစ်တယ်ဒီယောမ empire ခက်ရောက်တဲ့အခါရှင်ဘုရင်ရှိတယ်လွတ်တော်အမတ်တွေရှိတယ် Senate ဆိုတဲ့အုပ်ချုပ်ရေးပေါ့နော်လွတ်တော်ပုံစံနဲ့ပေါ့နော်ဒီမိုကရေစီပုံစံပူကြတယ်ဒါပေမဲ့တော်စီရမှာသူတို့ကျွမ်းကျင်တော့သူတို့ empire အကျယ်ကြီးဖြစ်တယ်အဲ့ဒါကိုတာနဲ့ပုံဆောင်ထားတယ်ဆိုတော့ယောမအဲ့ဒီယေရှုခရစ်တော်မွေးဖွားတဲ့ချိန်မှာလည်းဒီယောမ empire ကြီးစုတဲ့ကာလမှာယေရှုဖွားမြင်တာဖြစ်တယ်နော်
ကျွန်တော်တို့ခရစ်စမတ်ရောက်လို့ရှင်ခါတိုင်းကြတာဒီဗာလဲ Herod ဘုရင်ပေါ့နော် Herod ကြတော့သူကဟို Edom အမျိုးဖြစ်တယ်နော်ဟိုဗာလဲအဲတောပေါ့နော်ယာကုပ်ရဲ့အကူကအဲတောရဲ့ညီကယာကုပ်ဒါပေမဲ့အဲတောကနော်အဲတောရဲ့ခံစားမဲ့ကောင်းကြီးကိုယာကုပ်ကနော်လူယူပြီးတော့သူကောင်းကြီးခံစားသွားတယ်ဆိုတော့အဲ့ဒီအဲတော့ယာကုပ်ကြတော့ဣသရေလလူမျိုးဖြစ်တယ်အဲတော့ကြတော့ဣဒုံခေါ်တယ်ခရစ်တော်ပေါ်ထွန်းတဲ့ကာလမှာအဲ့ဒီအဲတော့အမျိုးနွယ်ထဲက Herod ဆိုတဲ့ပုဂ္ဂိုလ်ကသူယောမမြို့သွားပြီးတော့ယောမသူကဟိုဥစ္စာပေါ့နော်သူစီယုံကြီးကောင်းတယ်ထင်တယ်ယောမလွတ်တော်ကသူ့ကိုဘယင်ခံနေနဲ့ရှင်ပင်အသေးလေးအနေနဲ့ခန့်လိုက်တာဖြစ်တယ်ဒါကြောင့်ဒီယေရှုကိုတတ်ဖြတ်ဖို့ကြိုးစားတယ်လို့အဲတော့ဘယင်ပါနော်ဟုတ်ပြီဆိုတော့ယေရှုအဲ့ဒီကာလမှာဖွားမြင်တယ်နောက်ဆုံးငါပြင်စမမြောက်ကြတော့ဒီချီဖောက်ဝါခေါ်ရမလားနော်အင်္ဂလိပ်လိုဆို tools ပေါ့ချီလို့ပဲပြောတယ်အဲ့ဒါကြတော့တန်ရဲ့ရှင်စေးရောတာတန်နဲ့ရှင်ရောမယ်ဆိုတာရောလို့ရလားမရဘူးနော်အပြင်ပန်းကြည့်လို့ရှင်ဟုတ်တယ်လို့ဒါမဲ့ကြာမခံဘူးပေါ့နော်အဲ့လိုတိတ်အစင်မပြီးဘူးဆိုတော့အဲ့ဒါကိုပညာရှင်တွေကဘယ်လိုပြောလဲဆိုတော့ဒီယောမ empire ထဲကနေထွက်လာတဲ့ဟိုနိုင်ငံပေါ်လာမယ်တဲ့အစည်းအရုံးပေါ့နော်အဖွဲ့အစည်းပေါ်လာမယ်အဲ့ဒီအဖွဲ့အစည်းကြတော့တချို့ကအဖွဲ့အစည်းမှာပါဝင်တဲ့တချို့နိုင်ငံတွေကတားလို့ဟိုခွန်အားကောင်းမယ်အင်အားကောင်းမယ်တချို့ကြတော့အင်အားချိနေမယ်အဲ့ဒီကာလမှာဒီကြောက်တုံကြီးဖြစ်တဲ့ယေရှုဖြစ်လာမယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့အဲ့လိုသူတို့အ내တိပဲဖွင့်တော့ဟိုခက်တော့ပေါ့နော်ဟိုခက်တော့ကျွန်တော်လွန်ခဲ့တဲ့နှစ်30-40ပေါ့နော်ကျွန်တော်လူငယ်ဘဝတုန်းကပညာရှင်တွေရေးကြတယ်ဒါဘာဖြစ်နိုင်လဲဆိုတော့တစ်ချိန်တော့ယောမ empire နေထွက်လာတဲ့ EU ဆိုတာရှိတယ် European Union ပေါ့နော်အဲ့ဒီမှာဗြိတိန်နိုင်ငံတို့ဂျာမနီတို့ပြင်သစ်တို့ဘယ်ဂျမ်တို့အီတလီတို့ဟိုတုန်းက10နိုင်ငံလောက်ရှိတယ်ဆိုတော့ဗျာဒိတ်ကျန်းထဲရပါလဲဦးချူဆဲခုမှာဟိုပါလဲဟိုခမောက်တွေပေါ့နော်အဲ့ဒါနဲ့ဆိုတော့ဒီ10နိုင်ငံအားဖြင့်ဒီထက်ကနေအန်တီခရစ်တောင်ဖြစ်လာမယ်လို့သူတို့ဟိုတုန်းကဂျန်စာတတ်တဲ့ဆရာကြီးတွေအဲ့လိုပြောတယ်အခုကတော့European Union ကအများကြီးဖြစ်လာတယ်ကွန်မြူနစ်နိုင်ငံကနေပြောင်းလဲလာတဲ့ပိုလန်တွေအများကြီးဝင်လာတော့အဲ့ဒီတည်ချင်းအဲ့ဒီတုံတင်မှုကတော့တိတ်မမှန်ဘူးလို့ကျွန်တော်အဲ့လိုယူဆတယ်နော်ပြောချင်တာအဒီရှင်ဘရင်ကြီးရဲ့အိမ်မက်ယူပါယုံရဆွင်တူအားကောင်းတဲ့လူနဲ့အားမကောင်းတဲ့လူကြားထဲမှာအဲ့ဒီကာလမှာနိုင်ငံတော်ပေါ်ထွန်းမယ်ဆိုတော့ခရစ်တော်ဒုတိယချိန်ကြွလာခြင်းအဲ့ဒီမှာဖြစ်နိုင်တယ်လို့ကျွန်တော်အဲ့လိုခံယူတယ်ခံယူတော့သူတို့ကတော့ဥရောပနိုင်ငံ EU European Union ထဲကနေဖြစ်လာမယ်လို့ဒီ Antichrist ပြောတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုချိတဲ့အခါကျွန်တော်စိတ်ထဲမှာပေါ်လာတာပါကျွန်တော်ဘာဟိုဟာဒီဟာမသိဘူးပေါ့ဒါကျွန်တော်စိတ်ထဲမှာအခုကျွန်တော်သုံးသပ်နေတာကတရုတ်ပြည်အရန်အင်အားကြီးတယ်စစ်ရေးစီယာဆိုရင်သူကြောက်တဲ့နိုင်ငံတိတ်မရှိသလောက်အခုသူတိုင်ဝမ်တိုက်သိမ်းပိုက်ဖို့လုပ်နေတယ်နော်ရုရှားလည်းဘယ်လိုလုပ်မယ်ဆိုတာအကူအညီပေးတယ်တဲ့နော်ဒါတရင်တွေကလူဝက်ချက်မဟုတ်အကောင်းဆုံးတရင်မှာအကုန်လုံးရှိတယ်ဆိုတော့တရုတ်ကတော့တတ်ပေါ့နော်တရုတ်ကြတော့ဒီဗာလဲဗျာဒိတ်ချမ်း Revelation ထဲမှာသူအရှိဘက်ကနေ Israel Jerusalem တိမ်းပိုက်မဲ့တက်ကြီးချီလာမယ်အဲ့ဒီချီတက်တဲ့တက်ကြီးက300လောက်2,200,000သိန်း200ရှိတဲ့စစ်သားတွေကလာမယ်လို့ပြောတယ် Euphrates မြစ်ကြီးကိုကြော်ဖြတ်မယ်တဲ့ Euphrates မြစ်ကလည်းအခုရေကအရန်နဲနေပြီလူကဒီတိုင်းချီကျင်နဲ့ဖြတ်လို့ရတယ်ပေါ့ဒါလည်းနီးလာပြီပေါ့နော်ဒါအတွက်တရုတ်ကအားမွေးနေတာဖြစ်တယ်ကြောက်စရာကောင်းတယ်ဒါပေမဲ့ဖယားရဲ့အစီအစဉ်ထဲမှာသူအတုံးခံနေတာဖြစ်တယ်အချိန်တန်တော့အကုန်လုံးပြုတ်သွားမှာဖြစ်တယ်ဆိုတော့အဲ့လိုကြည့်တဲ့အခါကျွန်တော်စိတ်ထဲမှာပေါ်တာမရှိမဆိုင်ပေါ့နော်ကျွန်တော်ရဲ့တူလေးတယောက်နဲ့ဆွေးနွေးတော့သူပြောဘူးတာရှိတယ်ဆိုတော့ဒီအားချိနဲ့ဒလူလူနဲ့အားကောင်းဒလူလူဆိုတာကျွန်တော်အမေရိကန်နိုင်ငံကိုစိတ်ဝင်စားတယ်ဘာဖြစ်လို့လဲဆိုတော့အခုဒီ Europe
အင်္ဂလန်နိုင်ငံတို့ပါဆိုဒီမနေ့မှာလဲဆာနိုကဒီသူဘိုင်ဘယ်စာရင်ပြောတယ်အရန်ကောင်းတယ်ဆိုတော့ဗြိတိန်နိုင်ငံထက်ဖြစ်နိုင်တာကအခုအမေရိကန်ကသူပြည်ထောင်စုရတယ်လွတ်လပ်ရေးရတာ1986ခုနှစ်မှာအင်္ဂလန်ဗြိတိန်နိုင်ငံရဲ့ကိုစန့်ကျင်ပြီးတော့တော်လှန်ပြီးတော့လွတ်လပ်တော့အမေရိကန်ပြည်ထောင်စုစဖြစ်တယ်အခုဆိုရင်နှစ်200ကျော်ပြီနှစ်250လောက်ရှိပြီဆိုတော့ဒီ empire တစ်ခုနဲ့တစ်ခုအပြောင်းလဲကိုချန်ပီယံကြည့်တဲ့အခါအဲ့လောက်မချတဲ့ကာလတော့ရှိပေမဲ့အခုအမေရိကန်ပြည်ထောင်စုနှစ်250လောက်ရှိတဲ့ချိန်မှာသူ့ရဲ့ကြွယ်ဝချမ်းသာမှုသူ့ရဲ့အစွမ်းအစတွေကတော့ထိတ်ဆုံးလို့ပြောလို့ရသေးတယ်ဒါပေမဲ့စီးပွားရေးပိုင်းမှာအားနည်းတဲ့အချက်တွေအများကြီးရှိနေပြီစစ်ရေးစစ်ရာမှာအားနည်းချက်တွေအများကြီးရှိနေတဲ့အချိန်မှာဒီအမေရိကန်ကြီးစုတဲ့ကာလမှာကနောက်ဆုံးကာလဖြစ်အဲ့ဒီချိန်မှာများဒုတိယချိန်ကြွလာဖို့လားလို့ကျွန်တော်စိတ်ထဲမှာပေါ့အဲ့လိုခံစားတယ်ဒါပေမဲ့ဒါတော့ကျွန်တော်လည်း prophet ဆိုပြောလိုက်လို့ရှင်နော်ဒါပူကြောက်စရာကောင်းတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်အတူအယောင် prophet ဖြစ်သွားနိုင်တယ်ဒါကျွန်တော်ရဲ့အမြင်ပဲပြောတာဖြစ်တယ်ဒီလိုဖြစ်မယ်လို့တရားသိပြောတာမဟုတ်ဘူးเนาะဖြစ်နိုင်ချီရှိတယ်လို့ဆိုတော့ဟုတ်ပြီကြာသွားပြီเนาะဒါကြောင့်လူတမိုင်းအချုပ်ကလူရဲ့အပြစ်နဲ့စလိုက်တယ်ဘုရားအာဗြဟံတို့ကိုရွေးနှုတ်တယ်နောက်နော်အေတို့အာဗြဟံတို့ရွေးနှုတ်တယ်နောက်ဆုံးကြတော့ဒါဝိကနေခရစ်တော်ပေါ်ထွန်းလာတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာဒီအဆုံးသက်ခါနီးရောက်တဲ့အချိန်မှာနိုင်ငံတော်တည်တော့မယ်နော်တန်ရှင်းသောသူတွေချီဆောင်ဖို့ဒီအချိန်ကအရာနီးနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ခုနတစ်မှာပြောသလိုကျွန်တော်သိကျင်တယ်ဖရားလည်းပေါ်ပြတယ်ဒါကိုတေချာနားထောင်ရောက်နေဒုက္ခဆင်းရဲတွေအများကြီးရှိတယ်ဒီကြားတဲ့ဖရားလက်နဲ့သူပါရှိတဲ့လူကကောင်းချီးမင်္ဂလာရတယ်တတိယကအဆုံးတတ်တော့မယ်ဆိုတော့ကို့မှာဘာတာဝန်ရှိလဲပြီးခဲ့တဲ့ပတ်လည်းပြောတယ်ကိုကဲတင်ချင်းရပြီလားယေရှုခရစ်တော်ကြီးတင့်ကိုကဲတင်ဖို့လောကကြွဆင်းပြီးပြီလေဝါကတိုင်းမှာတေခံပြီးပြီယေရှုကိုတင်ဘယ်လိုခံယူလဲကိုယ့်ရဲ့ကဲတင်ရှင်အသက်သခင်နဲ့ယုံကြည်ဖို့ကအဓိကတာဖြစ်တယ်ကဲတင်ချင်းမရဘူးဆိုတော့တွားပြီးလောကမှာတင်ဘယ်လောက်ပဲပျော်ပါစေဘယ်လောက်ပဲချမ်းသာပါစေဘယ်လောက်ပဲပညာတတ်ပါစေဘယ်လောက်ပဲအစွမ်းတတိရှိပါစေယေရှုမပါဘူးဆိုတော့တွားပြီးအပင်ငရဲပဲဖြစ်တယ်ဒါကြောင့်ယေရှုကိုယုံကြည်လက်ခံဖို့ဒါဖြစ်တယ်လို့เนาะဒါကြောင့်ကျွန်တော်တို့နှက်ပြန်ပါဖြစ်မယ်ဆိုတာသိတယ်လို့မရှိဘူးเนาะကိုယ့်ရဲ့တုံးတက်ချက်ပဲဖြစ်မယ်ဒီတိုင်းတိကြဖြစ်လာမယ်ဆိုတာမသိကြဘူးဒါပေမဲ့အနာဂတ်ပိုင်ဆိုင်တာဖျားဖြစ်တယ်ဖျားနဲ့ရှောက်လန်းတယ်ဆိုရင်တင်ပါမှမသိပေမဲ့အနာဂတ်ကိုပိုင်ဆိုင်တဲ့ဖျားတင့်ကိုဖော်ပြမယ်เนาะအဲ့ဒီမှာတစ်ချက်နောက်ထပ်ဖြစ်ရှင်တယ်နောက်ဆုံးနေနဲ့တခါတလေကိုကအရန်ဆူရင်တယ်ဒါပေမဲ့ကိုအသက်တာဖျားလက်ထဲမှာရှိတယ်အဲ့ဒီယေရှုကိုလက်ခံပြီးဆိုရင်အကုန်လုံးဖျားပြင်ဆင်ပေးတာဖြစ်တယ်เนาะယေရမိ29အရန်ကျွန်တော်ခတ်ဖတ်တိုင်းခွန်အားရတယ်7ထဲမှာတင်းအတွက်ငါစီစဉ်ထားတယ်တဲ့ဘယ်သူမှမသိပေငါသိတယ်တဲ့အဲ့ဒီအစီအစဉ်ကဘာလဲတင်ကောင်းစားဖို့တဲ့ prosper เนาะတထေးကြီးမီလီယံနာဖြစ်ဖို့တော့မဟုတ်ဘူးဒါပေမဲ့ prosper တင်းရတတ်တာမှာအောင်မြင်ဖို့တင်းချမ်းမာရေးကောင်းဖို့လုပ်ငန်းကိုင်ငန်းကောင်းဖို့အောင်မြင်ဖို့ရန်ဖယားအကြံစီရှိတယ်เนาะဒါကြောင့်ဖယားတင်းအတွက်ကြံစီရှိတယ်ဆိုတော့တပိုင်းအနေနဲ့ကျွန်တော်တို့အခုတိကြမသိသေးဘူးဆိုရင်ကိုတော့ဆက်လက်လမ်းပြပါကိုတော့အလိုတော်တိုင်းကျွန်တော်ကျမလျှောက်လမ်းပါမယ်ဆိုပြီးတော့ဆက်ကပ်ဖို့တင့်တာဝင်ဖြစ်တယ်။ဘာဖြစ်လို့လဲဖယားအကောင်းဆုံးပြင်ဆင်ပေးတာဖြစ်တယ်။အဲ့ဒီကြားမှာဖြစ်တယ်ဆိုတော့အဲ့ဒီလိုလျှောက်လမ်းလို့ရှိရင်မကြာမြင့်သောကာလမှာအဆုံးတတ်တဲ့ချိန်ကြတော့တင်ဒီခရစ်တော်နဲ့သူစူးဆိုင်ဖို့ဆန်စားဖို့ဖြစ်တယ်လို့ပြောချင်တယ်။အရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေ။